皆さんこんにちはအားလုံးပဲမင်္ဂလာပါအမားတို့ဒီကနေ့ခန်းချီကိုချစ်ကီ day 7ကိုရောက်လာပြီပေါ့နော် day 7မှာအမကခုတိုင်းကိုကျင်တော့နာခရဲပေါ့နော်ခုတိုင်းကိုကျင်တော့နာခရဲလို့ခေါ်တဲ့ structural framework တွေရဲ့ဒီ process ပေါ့နော်ဒီ structural framework လုပ်ငန်းစဉ်တွေမှာဘယ်လိုလုပ်ငန်းမျိုးစားတွေပါဝင်တာလဲဆိုတာကိုဒီကနေ့အားလုံးကို sharing လုပ်ပေးသွားပါမယ်အဲ့တော့နံပါတ်1အနေနဲ့ကဒီခုတိုင်းကိုကြည့်တွေပေါ့နော်ခုတိုင်းကိုကြည့်တွေမစခင်မှာအမတို့ကပါလုပ်လဲဆိုရင်苏米达西撒娇的，苏米达西撒娇，啵喏，苏米达西撒娇说把嘞路表演的多，买金币啦，啵喏，今年啊买大瑞哦，买金币啦吧，啊，古地呗，买地呗，帮你买别他的time诶，地嘛，啊，买金币他的啵喏，地嘛，H1 话儿都是他的啵，啊咯，地苏米达西撒娇讲喂，你那里不不地地多来呀？都啊嘞，不如用买金币啦嘞，所以呢，哈里卡贝。などの位置をコンクリート床上に積み出しする。အဲ့တော့ဒီ柱ဆိုတဲ့အတွက်ကြောင့်မလို့ column ပြီးရင်壁ပေါ့နော်壁ဆိုတော့ wall ဒီ column နဲ့ wall ရဲ့ each ဆိုတာကနေရာကိုပြောတာပေါ့နော်သူတို့ရဲ့နေရာကိုတဲ့ concrete と床上に積み出しするဒီ concrete ပေါ့နော် concrete floor ပေါ်မှာတဲ့ marking ပေးပါတယ်အခုဒီပုံထဲမှာပြထားသလိုပဲအရင်ဆုံးအမတို့ကဒီစမီဒါရှိစိုက်ကြောလုပ်မယ်ဆိုလို့ရှိရင်ဒီ concrete ပေါ့နော် concrete အကျန်းလေးလောင်းလိုက်တယ်လောင်းပြီးတော့အဲ့ဒီပေါ်မှာဒီထိုးရီရှင်းနေဗါတွေချစ်ပြီးတော့တိုင်နေတို့ဒီနံရံနေတို့ရဲ့ wall တွေတို့ရဲ့တည်နေရမှတ်သားတွေကို marking ပေးပါတယ်အဲ့ဒီလိုမျိုးလုပ်ငန်းအမျိုးအစားတွေကိုတော့စမီဒါရှိစိုက်ကြောလို့ခေါ်ပါတယ်ဒါဆိုလို့ရှိရင်နံပါတ်2ပေါ့နော်2番目အနေနဲ့ကဘာတွေလုပ်မှလဲဆိုရင်柱壁の鉄筋組み立て作業အဲ့တော့ဒီတက်ခင်းလို့ပြောတဲ့အတွက်ကြောင့်မလို့တက်ခင်းဆိုတာကဒီ rebar work တွေကိုပြောတာပါเนาะဒီ column တွေ wall တွေရဲ့ rebar work တွေကိုလုပ်ပါမယ်တဲ့အခုဒီမှာအမားပြထားသလိုပဲဒီမှာrebar work တွေလုပ်တယ်ပေါ့เนาะဒါနံပါတ်1အနေနဲ့ကတော့ဒီ column တွေ wall တွေရဲ့ rebar work တွေလုပ်ပါတယ်တဲ့ဒါပြီးပြီဆိုရင်နံပါတ်3ကဘာလဲဆိုရင်တဲ့壁張りの片枠組み立て作業အဲ့တော့ဒီနေရာမှာဒီဆမ်မွေရုပ်ကိုလေးတွေကိုမသိတဲ့သူတွေအတွက်အမှနည်းနည်းလောက်ပြန်ရှင်းချင်တယ်ပေါ့နော်壁ဆိုတာကတော့ wall ကိုပြောတာပါဟာဒီဆိုတာကတော့ beam ကိုပြောတာပါနောက်တစ်ခုကတော့ 片枠ပေါ့နော်片枠ဆိုတာကကြတော့ pound work တွေကိုပြောတာပေါ့နော်အဲ့တော့ဘာသာပြန်မယ်ဆိုလို့ရှိရင် wall တွေ beam တွေရဲ့ဖောင်ဝက်ရိုက်တဲ့လုပ်ငန်းစဉ်တွေအခုဒီမှာပြထားသလိုပဲပေါ့နော်ဖောင်ဝက်ရိုက်တဲ့လုပ်ငန်းစဉ်ကိုလုပ်ပါမယ်ဒါက3番目အနေနဲ့လုပ်မယ့်စာကြောပေါ့နော်ဒါပြီးရင်4番目ကကြတော့တဲ့床の片枠組み立て作業床ဆိုတာကကြတော့ floor ပေါ့နော်ကြမ်းကင်းကိုပြောတာဖြစ်ပါတယ်အဲ့တော့片枠ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ found work ပေါ့နော်ကြမ်းကင်းတွေအတွက်floor တွေအတွက် found work ရိုက်တဲ့လုပ်ငန်းစဉ်ပေါ့နော်ဒါရွံ့ပတ်မဲ့အနေနဲ့လုပ်တဲ့လုပ်ငန်းစဉ်ကတော့ floor found work ရိုက်တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်5番目ကဘာလဲဆိုရင်ね梁の背筋組み立て作業ဒီနေရာမှာ hiking ပေါ့နော် hiking ဆိုတဲ့စကားလုံးလေးကသူက river placement ပေါ့နော်ဒီမှာriver တွေနေရာချတာကို hiking လို့ခေါ်ပါတယ်ဒါကြောင့်မလို့သူ့ရဲ့အဓိပ္ပာယ်ကတော့beam နဲ့ floor တွေရဲ့ပေါ့နော် river work တို့အဓိပ္ပာယ်ရပါတယ်ဒါနံပါတ်5အနေနဲ့လုပ်မဲ့လုပ်ငန်းစဉ်ပေါ့နော်နံပါတ်5အနေနဲ့လုပ်မဲ့လုပ်ငန်းစဉ်ကတော့ beam and floor river work ပေါ့နော်ဒါပြီးပြီဆိုလို့ရှိရင်အမတို့က6番目ကဘာလဲဆိုရင်ねコンクリートを出せす前の設備配管および鉄筋片枠の監査အဲ့တော့ဘာကိုပြောချင်တာလဲဆိုရင်ဒီနေရာမှာ daseso ပေါ့နော် daseso ဆိုတာအမတို့ concrete pouring ပေါ့နော်ဒီ concrete လောင်းတာကို daseso လုပ်တယ်လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ setsubi haikan ပေါ့နော် setsubi haikan ဆိုတာကကြတော့ဒီ M&E job တွေကိုပြောတာ haikan ဆိုတာကကြတော့ pipeline တွေပေါ့နော်အဲ့တော့ဒီ M&E pipeline တွေရဲ့အဲ့တော့ concrete မလောင်းခင်မှာဒီလိုမျိုးပေါ့နော်ဒီ M&E pipeline တွေနဲ့ rebarစင်ထားတဲ့ဟာတွေရဲ့ပြီးရင် forward ရိုက်ထားတဲ့ဟာတွေရဲ့ကအဆင်ပြေရှိလားဆိုတာကို concrete မလောင်းခင်မှာအရင်ဆုံး investigation လုပ်ပါတယ်ဒါမလောင်းခင်မှာသိကြပါစစ်တယ်ပေါ့နော်ဒါကမလောင်းခင်မှာ concrete မလောင်းခင်မှာလုပ်တဲ့လုပ်ငန်းစဉ်မှာဒါတွေစစ်ပြီးသွားပြီဆိုရင်တော့နာနာဘတ်မဲ့အနေနဲ့ကတော့
concrete と出せすဒါတော့ဒါစစ်စစ်လုပ်ပြီပေါ့နော် concrete pouring လုပ်ပြီပေါ့နော် concrete လောင်းပါပြီဒါတော့နောက်ဆုံးစစ်အနေနဲ့ concrete လောင်းတဲ့အဆင့်ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်အမတို့ဒီနေ့အတူတူလေးလာခဲ့တဲ့ခုတိုင်းခုကျင်တော့နာဂရဲတွေကိုနည်းနည်းလောက်မတုံးမဲ့ပြန်လို့ရအောင်အဲ့တော့一番目ကဘာလဲဆိုရင်စမီဒါရှိစာကျော်လို့ခေါ်တဲ့ဒီ marking ပေးတဲ့လုပ်ငန်းစဉ်တွေပေါ့နော်column တွေပြီးရင် or ရဲ့ marking တွေကိုပေးတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်2番目ကတော့ hashira kabe no hiking kumita de sagyo column တွေ wall တွေကို reverse နဲ့လုပ်ငန်းဖြစ်ပါတယ်ပြီးရင်3番目ကကြတော့ kabe hari no katawaku kumita de sagyo wall တွေဘေးနေရဲ့ဖောင်ဝဲရိုက်တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်4番目ကတော့ဒီ yuka no katawaku kumita de sagyo ဒီ floor တွေပေါ့နော်ကြမ်းခင်းတွေကိုဖောင်ဝဲရိုက်တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ဒါပြင်5番目ကကြတော့ hari yuka no hiking kumita de sagyo beam တွေ floor တွေကို reverse နဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်6番目は concrete と出せす前の監査ပေါ့နော်အမတို့ကဒီ concrete pouring မလုပ်ခင်မှာနေ rebar တွေရဲ့ပြီးရင်found work တွေရဲ့သူညာနဲ့သူပြီးရင်နောက်ပြီးတော့ pipeline တွေရဲ့ကအဆင်ပြေပြေရှိနေလားဆိုတာကို investigation လုပ်တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ပြီးရင်7番目は concrete と出せす7番目မှာတော့သူကဒီ concrete pouring ပေါ့နော် concrete လောင်းပါမယ်အဲ့တော့ဒီလုပ်ငန်းစဉ်တွေအတိုင်းပေါ့နော်ခတာဝခုခိုချီကိုသွားပါတယ်ဒါကတော့ခတာဝခိုကျင်တော့နာကာရဲရဲ့မတော်မဲလေးပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ခတာဝခုခိုချီနဲ့ပတ်သက်ပြီးတော့အနေငယ်ပဲဖြစ်ဖြစ်သဘောပေါက်သွားမယ်လို့မျှော်လင့်ပါတယ်それでは最後まで見てくれてありがとうございます。それではまたね。バイバイ。